ပစ္စုပန်မှာဖြစ်နေတဲ့အရာတွေကအတိတ်ကာလတစ်ခုရဲ့အနာဂတ်ရည်မှန်းချက်တွေပါပဲအနာဂတ်ဘဝတွေတာယာဖို့အတွက်အားသွန်ကိုယ်ဆိုင်ကြိုးစားရတယ်နောက်လာမယ့်အနာဂတ်အတွက်မျိုးဆက်တွေခြံထားခြင်းရတယ်သားသမီးတွေအတွက်လက်လန်းမမီခဲ့တဲ့ပညာရေးတွေဘဝနေထိုင်မှုတွေမြင့်တင်ပေးခြင်းရတယ်ရည်မှန်းချက်တွေပေါ်ဆောင်နိုင်ဖို့အဓိကဝင်ငွေဖြစ်တဲ့စိုက်ပျိုးရေးမှာထွက်တိုးဖို့ဂရုစိုက်ရမှာအသေးကြပါပဲအနာဂတ်ဘဝတွေလှပဖို့စွမ်းဆောင်ပေးခဲ့တဲ့အရာကတော့ကောမတ်မြေဩဇာပါပဲတောင်သူအားလုံးရဲ့အနာဂတ်အတွက်ကောမတ်မြေဩဇာ